ကြည့်လေကိုတို့မှာပဲညီမကတကယ်ထောင်ထဲရောက်နေထောင်အခုချိန်တော့ထောင်ထဲရောက်ဒီဘောဖြစ်ချင်တော့ကွာအီမိုအောင်နဲ့တတ်တူနေအဲ့ဒါညီမပေါ့ညီမအဲ့မှာစပင်ဆေးထိုးအခုကဆေးရောင်မကြိုင်နေသေးတယ်အဲ့ဟာကိုဘာလို့ညီမကဆွဲထည့်ကြတယ်အဲ့ကောင်မလေးနဲ့သူနဲ့တက်တာဆိုညီမကလည်းညီမတိတ်ခါနဲ့ရှိသေးတယ်ကွာကျောင်းကဆရာမဖုန်းဆက်မှသိတာဘာလို့နမဲကြီးချင်တာလေနဲ့လေမသိပဲနဲ့မဟုတ်ကလူတစ်ဖက်သားကိုကွာစကားရောက်တော့လက်လူတစ်ဖက်သားကိုတိတ်ခါကြဆင်းအောင်ပြောချင်ကြတယ်ကိုနမဲကြီးချင်တာနဲ့ပဲဟမ်တွဲနေတော့လေကွာအမှန်တမ်းပြောရင် तू ကလက်ပါရယ်ကွာလက်ပါရအဲ့နဲ့မေးလာမှာနှစ်ယောက်နှစ်ဦးတို့ဘုတ်သူပြက်တာယူတိုင်းသိရအကြောင်းအဲ့နှစ်ဦးတို့ဘုတ်သူပြက်ခဲ့ကြရယ်ကွာအဲ့ရကိစ္စပြီးဆက်တွေ့ရလည်းမရှိဘူးတွေ့ရလည်းမရှိဘူးအဲ့အော်တိုဘာ6ရက်နေ့မှာအဲ့ရင်တက်လာရော9ရက်နေ့လား10ရက်နေ့လားမသိဘူးမီးရအောင်ခန်းကျော်စင်ဆိုတဲ့တယောက်အဲ့တယောက်အောင်ကကျုံနဲ့တွဲတယောက်အိမ်မောအောင်ဆွဲတယောက်ညီမသိကွာညီမအကောင့်ထဲမှာ friend list ထဲမှာရှိမယ်ထင်တယ်အိမ်မောအောင်အောင်ခန်းကျော်စင်အကောင့်အောင်ကွာတွဲဝယ်ဆိုရှိအရာတော့အဲ့အိမ်မောအောင်ခန်းကျော်စင်တကယ်ဒီနောက်မှသူတို့ဘယ်လိုတွဲသွားလဲအဲ့ညီမကိစ္စလည်းမဟုတ်ဘူးကွာသူနဲ့ညီမနဲ့ပြက်တာလည်းကြာညီမသူ့ကြောင့်လည်းထပ်မသိကြဘူးကွာတွဲနေမှာ psycho လက်ခံမပြောက်လက်ပါလွယ်ဒီတိုင်းပဲနေရကွာပို့စေဟုတ်ညီမလည်းကြောင်းပါဆိုတော့ဆရာမရလာမေးချောညီမတိတ်ခါနဲ့လည်းညီမရှိပြီကွာအဲ့ပြောမှဆိုစနာငူอ่ะပေါ့အိမ်ကိုပြောရင်သမီးဒီတိုင်းနေလို့တော့မဖြစ်တော့ဘူးသမီးနေသမီးတိတ်ခါလည်းရှိသေးတယ်လို့သမီးတိတ်ခါလည်းရှိသေးတယ်သမီးဖြည့်ရှင်းမှဖြစ်မယ်လူကမဖြည့်ရှင်းတယ်လို့ပြောမဖြည့်ရှင်းနေဒီတိုင်းမဲ့ငြိမ်ပြီးနေလိုက်လူကတဲခံလို့ထင်တော့မှညီမဘွားမှာသူများအသားနာအောင်လုပ်ဖို့တက်ဖို့နေတသူများအသားနာအောင်လုပ်ဖို့တခါမှမတွေးဘူးသိလားအဲ့လူတန်းတဲ့ခံဆိုပြီးတော့မှအဲ့ညီမပုံကြီးနဲ့လိုက်ပြီးတော့တင်ထားကွာအဲ့တော့ဘယ်လိုဟိုဖြစ်မလဲဂျားရဲ့နာမည်ပြက်တာပေါ့ညီမလည်းညီမတိတ်ခါနဲ့ညီမရှိသေးရဲ့လေအဲ့တော့ကြားချင်တာကဒီကိစ္စဒီပုံတွေကိုထပ်မ share ဖို့တောင်းဆိုပါတယ်တကယ်တောင်းဆိုပါတယ်အဲ့ပုံတွေကညီမပုံတွေပါအိမ်မပုံလည်းမဟုတ်ဘူးဟုတ်ပါအဲ့တော့ညီမနဲ့တူနေတဲ့ကိစ္စပြက်တာကြာပြီညီမစောပြောလို့ပဲအဲ့ပြက်ပြီးတော့မေလာလည်းပြက်ပြီးတော့ထပ်တွေ့ရမျိုးဘာတွေလည်းမရှိဘူးကွာမှန်တယ်ပြောလုံးဝမရှိဘူးသူနဲ့လုံးဝအဆက်အသွယ်ပြတာသူလည်းလာပြီးဆက်တွေ့ရမျိုးမရှိဘူးကွာအဲ့တော့ဘယ်လိုပြပြလဲအဲ့တခုဆိုရင်အမှန်တကယ်သိမှတင်ကြပါတောင်းပန်ပါရဲ့လူတစ်ဖက်သားမှလည်းတိတ်ခါရှိသေးရဲ့ညီမလည်းဒါမျိုးပြောရမယ်ရွယ်မဟုတ်ညီမလည်းသူနှစ်ယောက်ထပ်ပိုးငယ်တယ်ကောင်းပါလေ24နှစ်အရွယ်ကောင်းပါလေဒီလိုအပိုင်းလုပ်ပြီးတော့ကတ်ခံရတဲ့အမှုနောက်ဆက်တွဲပေါ့နော်အခုထပ်ပြီးတော့မျက်စိမှထပ်တင်တာလေးကဘလို့တင်လဲဆိုတော့ကောင်းပါလေးရဲ့အသက်က24နှစ်သူကတော့ဒီအခန်း900နှစ်မှာတဲနေတာကြာပြီလို့တော့ပြောတယ်သူ့ရှိကိုကောင်းလေးလာတဲ့ဟာပေါ့နော်သူတို့တွေပေးထားတဲ့မှတ်ပုံတင်အရဆိုရင်ကောင်းပါလေးကနေရတက်တဲ့ကောင်လေးရရန်ကုန်ကပေါ့နော်ဒါမှမဟုတ်နေနေကအစစ်အမှန်လားဆိုတာတော့သူတို့လည်းမသိသေးဘူးတဲ့ဒါကပြီးတော့လဲတက်တဲ့ကောင်လေးရဲ့ဟာလဲတက်ပြီးသွားလို့ထွက်သွားတဲ့ CCTV လဲသူတို့မှရှိရပေါ့နော်ဒါလုံးဝအေးဆေးပဲထွက်သွားတာတဲ့ပုံကလည်း CCTV ရဲ့ပုံကလည်းတော်တော်ထင်ရှားတယ်လို့ပြောတယ်အားလုံးပေါင်းပိုင်းထားတဲ့အပိုင်းကကြတော့ဒီကိုလုံးကို3ပိုင်းမှပိုင်းထားတာတယ်ပေါ့နော်တချို့ comment တွေကိုဖတ်ရတဲ့အခါကျတော့လည်းဘယ်လိုလဲဆိုတော့ပေါင်ဆိုရင်အထက်ကအယိုးပဲရှိတော့တယ်အပေါ်ကဟာတွေဘာမှမရှိတော့လွှာပြီးတော့ဟိုဟာတွေကိုအထက်ကအယိုးပဲရှိတော့တယ်ပေါ့အဲ့လိုမျိုးတွေအကြောင်းဖြစ်တယ်ဒါကကြတော့တခြားဘလို့ပတ်သက်မှုတွေဘလို့တွေရှိလဲဆိုတာတော့သူတို့လည်းမသိဘူးပေါ့နော်လက်ရှိကောင်လေးကတော့ရန်ကုန်ကကောင်မလေးကတော့နေရဆိုတဲ့မှတ်ပုံတင်အရတော့သူတို့ဒီလိုပဲဖြစ်ထားတယ်တက်တဲ့သူရဲ့မျက်နှာကိုလည်း CCTV ထဲမှာတော်တော်တိတိကျကျပေါ်တယ်လို့ပြောတယ်ဒါမျက်စိမှထပ်တင်ထားတဲ့တည်ပေါ့နော်ခုနကတော့ပေါင်မှာအယိုးပဲရှိတယ်အပေါ်ကဟိုဟာတွေကိုတလွှာချင်းစီအဲ့လားဘာမှမရှိတော့ဘူးဆိုတာတွေကလည်းဒါဥကကွန်မန့်တွေမှာကြည့်ရတာပေါ့နော်ဘာကြောင့်လဲဆိုတာတော့မသိဘူးပေါ့အထက်ကကလီစာတွေဘာတွေလည်းဘာမှမရှိဘူးလို့တော့ပြောတယ်အဓိကလူတွေကကိုဒီလိုပိုင်းတက်အတွက်ကကရိယာတွေဘလို့လက်နက်ပစ္စည်းတွေလဲဒီအိတ်တွေရောဘာတွေရောဒါတွေကစဉ်းစားစရာတွေကတော့အများကြီးပေါ့နော်သိလားဘာလို့လဲနမဲကြီးနေတာနဲ့ပဲဟုတ်တာမဟုတ်တာပေါင်းပြီးတော့တင်နေကြရတယ်ဟမ်
အဲ့တော့ရှင်းရှင်းလေးပါပဲညီမပုံနေ73ညီမအခုပြောလို့ line လွှဲပြီးတော့အဓိကပြောချင်တဲ့အကြောင်းညီမပုံနေ73ပြီးတော့ညီမကိုအဲ့လိုတရားခံမဲ့ဘာဖြစ်လဲညာဖြစ်လဲပြောနေမယ်ဆိုတော့ညီမအိမ်ကောင်ညီမကတော့ဥပဒေတရားဥပဒေတိုင်းပုံမှန်66ကကြီးဒါမှမဟုတ်အသေးဖြုတ်မှုနဲ့တရားဆွဲဆိုတော့မှာပါအဲ့တော့ပြောချင်တာကတော့ပေါ့နော်သူနဲ့တွဲကလက်ပါတခုပဲရှိကျွန်တော်ညီမနဲ့လည်းမသိဘူးတွဲကသူနဲ့ line ပေါ်မှာလည်းဝယ်စကားပြောအဖေကတွေ့ရတွေ့ရအဲ့တော့ကွာသူ့အကြောင်းလည်းပြန်မပြောချင်ဘူးသူလည်းသူ့ဘဝနဲ့သူတွားပြီကွာညီမလည်းညီမကိစ္စပဲညီမပြောချင်တာကွာညီမကိုလာထိပါပဲပြောချင်ကျန်တဲ့ကိစ္စအတင်းလည်းမလုပ်ချင်ဘူးဆက်လူလည်းမဖြစ်ချင်ဘူးဘာမှမဖြစ်ချင်ဘူးသူ့ကိစ္စနဲ့သူတွားလိုက်မယ်ကွာအခုကညီမကိစ္စပဲညီမပြောတယ်ညီမတော့မာနအထိမခံနိုင်တိတ်ခါရပါတယ်အထိမခံနိုင်ဘူးကွာအဲ့တော့ပြောချင်တာကတော့တောင်းပန်မှာညီမပုံနဲ့ဆက်ပြီးတော့မ share ကြပါနဲ့အဲ့ဟာပဲတောင်းဆိုပါပဲကျွန်တော်လည်းဘာမှမတောင်းဆိုချင်ပါဘူးညီမကတကယ်တည့်ရခံဆိုရင်အခုအိမ်မှာဘယ်လိုနေမလဲမနက်ကတည်းကအဲ့ဒါကြောင့်သူမိရစိတ်မအေးဘူးဘယ်တော့ငါပါလာမလဲသူနဲ့ငါနဲ့တွဲရဘယ်တော့ငါပါလာမလဲမနေ့ကထိလုံးမအိတ်မပြောဘူးကွာမနိုင်ပြောရရင်အဲ့တော့ပြောချင်တာအဲ့လောက်ပါပဲညီမပုံနဲ့ဆက်ပြီးတော့မ share ပါနဲ့တော့အဲ့ဒါညီမပါအိမ်မောအောင်လည်းမဟုတ်ညီမအိမ်မောအောင်သူကသူဖြစ်တဲ့ကိစ္စညီမနဲ့မဆိုင်လို့ညီမလည်းညီမပါနေရကွာအဲ့တော့အဲ့ဟာတခုပဲတောင်းဆိုချင်တာပါ line လွှင့်နေဆိုတာလည်းဆက်လီဖြစ်ချင်လို့လည်းမဟုတ်နာမည်ကြီးချင်လို့လည်းမဟုတ်ညီမမှလည်းညီမတိတ်ခါနဲ့ညီမရှိရသေးလို့ညီမပြောပြီးလေညီမကအဖမ်းခံရအိမ်ကိုဘယ်လိုနေနိုင်မလဲလို့အဖမ်းခံရလူရဲ့နာမည်အိမ်မောင်အောင်လေညီမအိမ်မောင်အောင်မဟုတ်တာပြောချင်တဲ့တဘောကွာညီမတေးခံမဟုတ်ဘာမှလည်းမဟုတ်အဲ့တော့ဒီပုံလေးလိုက်ပြီးတော့ဆက်ပြီးတော့မ share ပါနဲ့လို့ပြောချင်ပါတယ်